နောက်တစ်မိုက်ပါတော့မော်ဆီယာမျိုးသမီးက MC ရဲ့ကမ်းလှမ်းချက်ကိုညှင်းဆိုနေခဲ့ပါတယ်။မော်ပစ္စည်းအစ်စ်တွေစမ်းသပ်နေရတာမလို့အချိန်မပေးနိုင်ဘူးလို့ပြောနေခဲ့ပါတယ်။မော်ပစ္စည်းဆိုတော့မော်ထုတ်တန်လို့များလား။မင်းရဲ့အတွေးခေါ်လေးနဲ့ငါ့ကိုလာမစော်ကားတာကောင်းမယ်နော်။လေဒီဆယ်လီနာတခင်လေးကိုစကားပြောဆင်ခြင်ပြီးပြောပေးပါ။မင်းစီမှာကြီးမားပြီးထူးဆန်းတဲ့မော်တွေကိုတွေ့နေရတယ်။ငါစီမှာလက်ထောက်ဖြစ်နေခဲ့မလား။ငါအောင်မြင်သွားရင်နင့်တခင်ကိုလည်းကူညီပေးမှာပေါ့။လေဒီဆယ်လီနာစကားကိုရင်ရင်ကြီးကြီးမပြောတတ်ဘူးလား။ငါပြန်တင်ပေးရမလား။ဆိတ်လျှော့လိုက်ပါလေယာ။ငါတို့ကအကူအညီတောင်းမှုရောက်လာတာဆိုတော့ပြဿနာမရှာတာကောင်းလိမ့်မယ်။ဒါနဲ့လေဒီဆယ်လီနာစပွဲပေါ်ကမော်ပစ္စည်းအလုံးကိုမင်းလှုပ်ထားတာလား။မင်းကဒါတွေကိုမြင်တာနဲ့သိတာပဲ။ဒါပေမဲ့အဲ့ဒါတွေကတခုမှမအောင်မြင်သေးဘူး။ငါရဲ့ခန္ဓာကိုယ်တွေကကြီးမားတဲ့လျှက်စစ်စွမ်းအားကိုတိုးလောင်ဖို့အတွက်ပစ္စည်းဖန်တီးနေတာ။လျှက်စစ်မော်တိုးလောင်ဖို့အတွက်မော်ပစ္စည်းလိုအပ်တယ်လို့ပြောလိုက်တာလား။အေးဟုတ်တယ်။အဲ့ဒါကမအောင်မြင်ပောက်ကွဲသွားတဲ့ထမလို့မင်းတို့ဒီကနေထွက်သွားတာပိုကောင်းမယ်။တကယ်လို့ငါသာလျှက်စစ်မော်တိုးလောင်မှုကိရိယာလုံးနိုင်နေဆိုရင်မင်းမော်စီယုံကိုကိုင်တွယ်ပေးနိုင်မလား။ဒီမှာတခင်လေးပောက်ကြရပြောနေဖို့ငါမှချင်းမရှိဘူးနော်။ငါတကယ်ပြောနေတာငါတကယ်ဖန်တီးနိုင်ခဲ့ရင်မင်းပြန်ကူညီပေးနိုင်မလားဆိုတာသာဖြေပေးပါ။မင်းသာတကယ်ဖန်တီးနိုင်ရင်မော်ဆီယာဖိုးကြီးနဲ့ကိစ္စကိုဖြေရှင်းပေးရုံနဲ့မဟုတ်ဘူး။အစည်းအရုံးတစ်ခုလုံးမင်းကိုရွှေသေးလာအောင်လုပ်ပေးမယ်။ဒါပေမဲ့မင်းသာမလုပ်နိုင်ခဲ့ရင်တော့မင်းကိစ္စကိုတာဝန်ယူပေးမှာမဟုတ်ဘူး။ဒီလိုနဲ့ MC တို့လည်းနေရာတစ်ခုကိုရောက်လာခဲ့ပြီးသူစံသက်ထားတဲ့ပစ္စည်းကိုထုတ်ပြနေခဲ့ပါတယ်။လျှက်စစ်ပဲကရမလဲလို့စဉ်းစားနေတော့မှပဲမော်ဆီယာရီစီကနေအရင်မြင်ရနိုင်တော့မှမလို့ဝန်တာနေခဲ့ပါတယ်။ MC လောက်ထားတာကတော့ဘက်ထရီအိုးကြီးတစ်ခုပဲဖြစ်ပါတယ်။ကသတိပေးထားရမလားဒီကြောက်တွေလောက်နဲ့မော်ကိုတိုးလောင်နိုင်မှာမဟုတ်ဘူးပောက်ကွဲသွားလိမ့်မယ်စိတ်မပူပါနဲ့ဒီဘက်ထရီကဆွမ်းအားအများကြီးတိုးလောင်ထားနိုင်တာမလို့ရှိသလောက်ဆွမ်းအားအကုန်လုံးကိုဒီကျိုးကိုကင်ပြီးတွေးကြည့်လိုက်ပါဟုတ်ပြီလေဒါဆိုလဲဆွမ်းအားဘယ်လောက်ရှိလဲဆိုတာစမ်းကြည့်တာပေါ့မော်ဆီယမဆက်လီနာလည်းကျိုးကိုကင်ရင်ဆွမ်းအားကိုသုံးဖို့အတွက်မှောက်ကိုစူးစီးပြီးအာရုံပြုလိုက်ပါတော့တယ်လျှက်စစ်မော်တွေလည်းကျိုးကနေတဆင့်ဘက်ထရီဓာတ်ကိုချောချောမွေ့မွေ့ပဲစီးဆင်းသွားပါတယ်ဒါကမဖြစ်နိုင်တာပဲဘယ်လိုလုပ်မှပောက်ကွဲသွားတာလဲဒီလောက်ပဲလားဆက်လီနာခမရသွင်းတာဘက်ထရီရဲ့တော့တောင်မရှိသေးဘူးနော်အစိုးဘလို့ကောင်လေးနင်းမျက်နှာကလှောင်တဲ့ပြုံးနေပျောက်သွားအောင်လုပ်ပေးမယ်လို့ပြောရင်ပိုဆွမ်းအားကြီးတဲ့ဆွမ်းအားကိုထုတ်လိုက်ပါတော့တယ်ဒါပေမဲ့လည်းသူကသာအားကုန်သွားပြီးမြေပြင်ပေါ်လဲကျသွားပေမဲ့ဘက်ထရီကတော့ဘာမှမဖြစ်ပဲရှိနေခဲ့ပါတယ်ဒီဟာကငါ့မော်ကိုတကယ်တိုးလောင်နေတာပဲဖြစ်ရမယ် MC လည်းဘက်ထရီမှာရှိနေတဲ့ဆွမ်းအားကိုကြည့်ပြီးမယုံနိုင်ဖြစ်သွားရပါတယ်အဲ့ဒီဆွမ်းအားကလျှက်စစ်ကားကိုတောင်ကီလိုမီတာ3000ကျော်မောင်းနှင်နိုင်တဲ့အားပဲဖြစ်ပါတယ်တော်တော်လေးကိုအဆင်ပြေတဲ့လူသားဆွမ်းအားသုံးဘက်ထရီဖြစ်သွားပြီပဲ MC လည်းဘာမှစဉ်းစားမနေတော့ပဲလျှက်စီးစီးနေတဲ့ဝါရကျိုးနှစ်ချောင်းကိုကောက်ကင်လိုက်ပြီးချိတ်ဆက်ဖို့လုပ်လိုက်ပါတော့တယ်တခင်လေးမင်းကရောလျှက်စစ်မော်ကိုတုံးနိုင်နေတာလားဟုတ်တာပေါ့ကျုပ်ကလျှက်စစ်မော်တုံးနိုင်ရုံနဲ့မဟုတ်ဘူးဒီမျိုးမှာရှိတဲ့လူတိုင်းကိုမှတ်တုံးနိုင်အောင်ပါလုပ်ပေးလို့ရတယ်အထက်ပြမရှိတာပဲတခင်လေးရဲ့ဘယ်လိုလုပ်လူတိုင်းကမှတ်တုံးနိုင်မှာလဲအဲ့ဒါကဘာလို့လဲဆိုတော့ကျွန်တော်မှဒီဘက်ထရီဓာတ်ပိုကြီးရဲ့မော်ပစ္စည်းတွေအများကြီးရှိနေလို့ပဲခင်ဗျားကကျွန်တော်ကိုကူညီပေးမယ်ဆိုရင်လူတိုင်းမှတ်တုံးနိုင်တာကိုလက်တွေ့ပြပေးမယ်မော်ဆီယာမဆက်လီနာလည်း MC ရဲ့ပြောစကားကိုသဘောကျသွားပြီးအန်တကြီးရေရွေးငေးကြည့်နေပါတော့တယ်တစ်ဖက်မှာတော့မော်ဆီယာကြီးကဲမော်ကွန်တယောက်သတင်းစာဖတ်ရင်အစီအနာယူနေခဲ့ပါတယ်ဒီချိန်ဆိုတခင်လင်းကကိုလာကူကြီးတောင်းတဲ့နေပြီပဲဘာလို့မလာသေးတာလဲမသိဘူးလာစီခြင်းတဲ့သူကမလာပဲရုတ်တရက်သူရှိပေါ်လာတာကတော့မော်ဆီယာစီရောဥက္ကဋ္ဌလေဒီဆယ်လီနာပဲဖြစ်ပါတယ်ဥက္ကဋ္ဌဆယ်လီနာခမရဒီကိုဘယ်လိုလုပ်ရောက်လာတာလဲလူစားကြီးရဲ့သားကိုအခမ်းရတဲ့အထိတော်တော်တက်တိရှိနေတယ်ပေါ့လေပုံကံဖို့စူးစမ်းနေတာလားဥက္ကဋ္ဌဆယ်လီနာခမရပြောတာကျွန်တော်နားမလည်ဘူးဒီလောက်အနေများတဲ့ကိစ္စဘာလို့လုပ်ရမှာလဲဒါဆိုလဲရှင်းပြစမ်းမအောင်တခင်ရဲ့စားလို့ရင်းနေရမှာဘာလို့ကလင်ကကြီးမော်လေးတုံးနေရတာလဲငါရန်ထောသက်ထွက်တဲ့ထာကိုသိတယ်မဟုတ်လားလို့ပြောရင်ချိန်ချလိုက်ပါတော့တယ်ကျွန်တော်ပြောပါမယ်ကျွန်တော်အသက်ကိုချမ်းသာပေးပါဥက္ကဋ္ဌကြီးမော်ဆီယာတွေအကုန်လုံးကိုခေါ်ပြီးတခင်လေးကသူတို့ကိုထင်သိနေတဲ့အကြောင်းပြောပြခဲ့ပါတယ်ပြီးတော့ကျင်းစာကြောက်တွေကိုဖန်တီးခိုင်းပြီးနေရာကူပြောင်းမော်နဲ့စားလို့ရင်းနေရမှာတော့ဖောက်ခိုင်းခဲ့ပါတယ်တာမန်အလုပ်သမားတွေခြေကုပ်လက်ပန်းကျပြီးအလုံးမလုံးနိုင်တဲ့အခါငပြင်းနေအဖြစ်တခင်လေးမြင်သွားအောင်လုပ်လိုက်တာပါအဲ့ဒါမှတခင်လေးကမော်ဖွဲ့စည်းကိုလာတောင်းမှတ်ပြီးလက်တွဲလို့ရမှာမလို့ပါအဲ့ဒါကုန်ပါပဲလေဒီဆယ်လီနာကျွန်တော်မှမကောင်းတဲ့အကြံစီမရှိပါဘူးနင်ကအသုံးချခံနေရတာကိုတော့မသိဘူးပဲတော်တော်တုံးလာပဲဟမ်ဘသူကကျွန်တော်ကိုတုံးချနေတာလဲပြောပြပါလားထားလိုက်တော့အခုချက်ချင်းပြဿနာရှာနေတဲ့မော်ဆီယာတွေကိုတွက်ခေါ်လိုက်တော့ဆယ်လီနာလည်းအဖိုးကြီးထွက်သွားတော့အိတ်ထက်ကကတ်တစ်ခုကိုထုတ်လိုက်ပြီးပြဿနာတွေဖြေရှင်းပြီးသွားပြီဖြစ်ကြောင်းတခင်လေးကိုအတီးပြုခိုင်းလိုက်ပါတော့တယ် MC လည်းကူညီပေးတဲ့အတွက်ကျေးဇူးပါဆယ်လီနာလို့ပြောလိုက်ပါတော့တယ်ဒါနဲ့မြူစားကိုရောငါကူရှင်းပေးရမလားသူ့ကိုစားနာမကြံအောင်လုပ်ပေးလို့ရရနော်ရပါတယ်မလို့ပါဘူးတကယ်တော့သူ့ထက်အကောင်ကြီးတဲ့သူကိုမျှခေါ်ဖို့အတွက်သူ့ကိုလိုအပ်နေသေးတယ်မလို့ပါကောင်းပါပြီတခင်လေးကြိုက်တွင်နိုင်နေဆိုရင်လက်လျှော့လိုက်ပါမယ်ဒါနဲ့တခင်လေးပြောတဲ့စီမံကိန်းတွေကိုဘယ်တော့စမှာလဲလုပ်ဖြစ်ရင်ငါ့ကိုအရင်ဆုံးခေါ်ရမယ်နော်ကောင်းပါပြီအရင်ဆုံးမော်ဆီယာတွေကိုတေချာကင်တွယ်ပြီးဘက်ထရီကိုပဲအားဖြည့်ပေးပါဦးဆရာဟိုတခင်လေးကမော်ဆီယာအစည်းအရုံးကိုတေချာကင်တွယ်နိုင်တဲ့ပုံပဲကျွန်တော်တို့ဘာဆက်လုပ်ကြမလဲစိတ်မပူပါနဲ့မော်ဆီယာဖွားကြီးဆယ်လီနာကလွှဲရင်ကျန်တဲ့ကောင်တွေကဘာမှမဟုတ်ပါဘူးအဲ့ဒီကောင်တွေအကြောင်းခေါင်းထဲကထုတ်ထားလိုက်တကယ်စိတ်ပူရမှာကရေကာတာတိဆောက်နေတဲ့အကြောင်းကိုပဲအဲ့ဒီရေကာတာကတခင်လေးပြောသလိုဖြစ်လာခဲ့ရင်မြို့ကပြန်အသက်ဝင်သွားပြီးငါတို့တိဆောက်ထားသမျှအကုန်ပျက်စီးကုန်လိမ့်မယ်စိတ်မပူပါနဲ့ဆရာကျွန်တော်ထောင်ချဆင်ထားပြီးပါပြီဂျုံနဲ့ဆန်ရိခါပေးသွင်းမဲ့ကုန်တယ်တွေကိုဈေးတင်ရောင်းဖို့ကျွန်တော်စီစဉ်ခိုင်းပြီးပါပြီ
အဲ့ဒီထထန်းလာလူတွေကမင်းဘက်ပါမယ်ဆိုတာတေချာလို့လားတခင်လေးကကြိုးစုပ်ပွဲတုန်းကသူတို့စီကနေငွေညစ်ခဲ့တယ်လေကျွန်တော်တို့အတွက်ငွေပြန်ရှာပေးနိုင်ပါတယ်သူတို့ကတက်ဆဖောင်းရင်ဖောင်းနိုင်ပါတယ်ဒါပေမဲ့အကျိုးစီးပွားအတွက်ဆိုရင်တော့တေချာပေါက်ကူညီလိုက်မယ်လို့ပြောနေခဲ့ပါတယ်နောက်ပြီးအကျွေးစစ်တွေကိုမန်ပါပါနဲ့လေပေါ်မြောက်လိုက်ပြီးတခင်လေးစီမှာရေကတာဆောက်ဖို့ငွေအလုံးလောက်ရှိနေမှာမဟုတ်ဘူးလို့ကိစ္စတွေအစဉ်ပြေနေတယ်လို့ပဲပြောလိုက်ပါတော့တယ်မြို့ရဲကဈေးထဲမှာတော့စံကုန်တယ်လို့ထင်ရတဲ့လူတယောက်အမျိုးသမီးတူကိုကန်ကြောင်ရင်မဝယ်နိုင်ရင်လာမရှုပ်ကြနဲ့လို့ဆဲဆူချိန်မောင်းနေခဲ့ပါတယ်ခင်ဗျားတို့ကဘာလို့ချက်ချင်းဈေးထိုးတက်သွားရတာလဲမနေ့ကမှစံတအိတ်ကိုရွှေတပြားပဲပေးရတာဒီနေ့စံတအိတ်ကိုနှစ်ပြားဆိုတော့ဘာတဘောလဲလာကြီးပြမနေနဲ့ကားဆိုင်ကရောင်းကျင်တဲ့ဈေးနဲ့ရှောင်းမယ်မဝယ်နိုင်ရင်ထွက်သွားဆိုပြီးအော်ပြောလိုက်ပါတော့တယ်တခင်လေးကိုစံစပါးဝယ်တဲ့ကိစ္စမှာတာဝန်ယူပေးမှဖြစ်ကြောင်းဈေးတက်တာလုံးနဲ့ရအောင်ဝယ်ပေးမယ်လို့ခရီးပေးထားခဲ့တာပါသူတာဝန်ယူထားတဲ့ကိစ္စမလို့ခေါင်းခန့်ဖြည့်ရှင်းရမယ့်အခြေအနေဖြစ်နေပါတော့တယ်မင်းတို့ကလောကရဲ့တားကောင်းတွေပဲဒီကိစ္စကတခင်လေးတည်သွားရင်မင်းတို့ကိုလာရှင်းမှမကြောက်ဘူးလားလို့ချင်းချောက်လိုက်ပါတော့တယ်ငါတို့ကယူသက်သက်ရှာခွေစားတောက်နေတဲ့စီးပွားရေးသမားတက်တက်ပဲသူကငါတို့ကိုဘာလုပ်နိုင်မှာမလို့လဲမိုးရတော့ရေခန့်ဆိုသလိုပဲဒါကငါတို့အတွက်ရွှေလိုဖိုးတန်တဲ့ခွင့်ရမလို့ကောင်းကောင်းတုံးချရမှာပဲလို့ပြောရင်ထပ်ပြီးကန်နေခဲ့ပါတယ်ဘေးကရက်ကြီးနေပြီးဘာမှမကူညီပဲဝယ်ဆက်စုနေတဲ့ရက်ွက် CCTV တွေကိုလည်းမင်းတို့အမော်နိုင်ထွက်သားကြလို့နှင်ထုတ်လိုက်ပါတော့တယ်ဒီလိုနဲ့အဖြစ်ပြက်ကကြီးသွားပြီးဘယ်သူမှမကူရင်ဖះတော့ကူမှာပဲဆိုတဲ့အတွေ့အကြုံဖះเจ้าစီကိုဥတီလာပါတော့တယ်ဖះเจ้าရဲ့တူတော်စင်မှာလည်းကိစ္စတွေကိုပြန်ကြားရတဲ့အခါဒေါသရိုက်ထွက်ပြီးခေါင်းမိတောင်းနေပါတော့တယ်နောက်ပြီးဂျုံဆန်စပါးစည်းတွေကလည်း3ရက်အတွင်းမှာပဲ3စားတက်သွားပါတော့တယ်အလဲရီကငါတို့မှရှိတဲ့ဒီခါနဲ့ပဲဆိုရင်စောင်းနှင်းကိုဖျက်ကျော်ဖို့လုံလောက်မှာမဟုတ်ဘူးလောလောဆယ်ဓာတ်တွေကိုပြန်ယူသွားလိုက်ကျန်တာကိုငါဖာသာစဉ်းစားဆုံးဖြတ်တာပေါ့ဒီငွေတွေကိုလည်းယူသွားပါပြီးတော့ငွေရှင်းတဲ့အခါကျခါတိုင်းပေးနေကြပမာလောက်ပဲပေးနော်ဒီပမာဏကအရင်များနေပြီမဟုတ်ဘူးလားအရင်ကဆိုအဆောင်တွေကိုလက်ထိုးရင်ဓာတ်ရဲ့3ပုံတစ်ပုံလောက်ပဲပေးရတာပါသူတော်စင်မလည်းသူပြောတဲ့အတိုင်းပဲလိုက်လို့ဖို့ကိုမှားလိုက်တယ်မလို့အလဲရီကလည်းဘာမှပြန်မပြောပဲသဘောတူလိုက်ရတော့ပါတော့တယ်ထိုချိန်မှာပဲလက်ထက်ကပတ်စံအိတ်လည်းတဲလူတာခံရပြီးရုပ်ကြီးစလို့မျက်စိရှိတွေပြောက်သွားပါတော့တယ်သူတို့လည်းယူသွားတဲ့ယူကိုကြည့်ရင်မျက်စံလုံးတာမလို့ခွဲရခန့်နေခဲ့ပေမဲ့အမျိုးသမီးတူကတော့တင်းကြီးစွာသူတို့ရှိကိုပေါ်လာပါတော့တယ်သူကတော့တခင်လေးရဲ့အစီကံအမျိုးသမီးလီယာပဲဖြစ်ပါတယ်နောက်ပြီးသူ့နောက်မှာလည်းတခင်လေးကိုယ်တိုင်ပါလာခဲ့ပြီးသူတော်စင်မကိုနှက်ဆက်လိုက်ပါတယ်ပတ်စံအိတ်ကိုလည်းလက်ထဲမှာကင်ထားရင်သူတော်စင်မကိုအပေးယူလို့ရှင်လားလို့မေးလိုက်ပါတော့တယ်သူတော်စင်မလည်းတခင်လေးကိုလက်ပိုက်ပြီးတင်းကြီးစွာပြန်ကြည့်ရင်ဘာဆွေးနွေးစရာရှိလို့လဲလို့ပြန်မေးလိုက်ပါတယ်အလုပ်ကိစ္စပြောနေတဲ့အချိန်အဆင်မပြေဖြစ်သွားရင်လည်း sorry ပါဒီလိုမျိုးဆက်ဆက်နေတာတော့မကောင်းပါဘူးနဲ့တငယ်မိတ်ကလေးတခင်လေးဘာမဟုတ်တာတွေပြောနေတာလဲဒါကလူသားမျိုးတော့မလို့ဒီမှာနဲ့တငယ်တယောက်မှရှိမနေပါဘူးစိတ်ပူစရာမလိုပါဘူးခင်ဗျားတို့အားလုံးနဲ့တငယ်တွေမှကျွန်တော်သိထားပြီးသားပါကျန်လို့စရာမရှိပါဘူးဒါဆိုတခင်လေးကဘာကိစ္စများဆွေးနွေးစရာရှိလို့လဲဘာမှထွေထွေထူးထူးမဟုတ်ပါဘူးရိခါဆန်နေအကြောင်းပေါ့တခင်လေးပုံမလင်းလင်းပြောပါမလို့စိတ်တော်မရှိပါနဲ့ဒီကိစ္စကတခင်လေးကြိုက်တော်နေမဲ့အရာမဟုတ်ပါဘူးဩဟုတ်လားရင်းကဘာလို့တေချာတယ်လို့ပြောနေရတာလဲဒီမျိုးကဆန္ဒရိခါအကုန်လုံးကိုအထက်တန်းတော်မိသားစု၄ခုကချုပ်ကင်ထားပြီးရာစုနှစ်နဲ့ချီပြီးရက်တီလာကြတာပါစံစပါးစီးကလည်းသူတို့လက်ထက်မှာပဲထိန်းချုပ်ထားတာမလို့ကျိုးစပွဲနေတုန်းကတခင်လေးကသူတို့ကိုမမထနဲ့ဆက်ဆံခဲ့တာကြောင့်ရန်စားမိတယ်လို့ဖြစ်သွားပါတယ်ဒါပေမဲ့သူတို့ကပါမွားလေးပဲရှိသေးတယ်ခမရကဒီမျိုးကြောင့်ကောင်းကောင်းသိနေတဲ့ပုံပဲဟုတ်တယ်ဒီမျိုးမှနေလာတာနှစ်ပေါင်း120ကျော်ပြီမလို့တေချာပေါက်သိတာပေါ့တခင်လေးကအဲဒရစ်မိသားစုကိုဖီယာမပေးခဲ့ရင်ညှိတိုင်းလို့ရရင်ရမခဲ့မှာစစ်ပွဲနဲ့တဘာဝပြီးတဲ့ကြောင့်လဲစားလက်ရိခါကနေပါနေပြီးစံစပါးသေးတာတည်ငြိမ်နေခဲ့ရင်ဒီနေ့ရဲ့ဆောင်းတွေကိုတောက်ခံနိုင်လောက်မှာပါလက်တကယ်မိတ်ကလေးခမရစိတ်မပူပါနဲ့လောက်ဝက်အတွင်းဒီမျိုးကစံစပါးဈေးတွေကိုဈေးမတက်ခင်အချိန်ကထက်ပိုပြီးတက်တာအောင်ဆောင်ရွက်ပေးမှာပါ